American သမ္မတ Trump က2026 ခုနှစ်ဘဏ္ဍာနှစ်အသုံးစရိတ်ဥပဒေကိုလက်မှတ်ထိုးအတည်ပြုလူသားချင်းစာနာရေးနဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအတွက်ဒေါ်လာ121တန်ပေးဝေမဲ့အစီအစဉ်စတင်အသက်ဝင်လာတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ American သမ္မတ Donald Trump က2026ဘဏ္ဍာရေးနှစ်အသုံးစရိတ်ဥပဒေကိုလက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီးမြန်မာနိုင်ငံကဒီမိုကရေစီအရေးလှုပ်ရှားသူတွေအတွက်ဒေါ်လာ121တန်အကူအညီပေးရေးအစီအစဉ်ဟာဖေဖော်ဝါရီ3ရက်နေ့ကတရားဝင်အသက်ဝင်လာတာပဲဖြစ်ပါတယ်။ American အောက်လွှတ်တော်က2026ဘဏ္ဍာရေးနှစ်အစိုးရအသုံးစရိတ်ပေါင်းစည်းဥပဒေ Consolidated Appropriation Act 2026ကိုထောက်ခံမဲ218မဲကန့်ကွက်မဲ214မဲနဲ့အတည်ပြုလိုက်တာပါ။အဆိုပါဥပဒေထဲမှာပါဝင်နေတဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုနဲ့ဒီမိုကရေစီပံ့ပိုးရေးအတွက်ဒေါ်လာ121တန်ပေးဝေမဲ့အစီအစဉ်ပါစတင်အသက်ဝင်လာတာပဲဖြစ်ပါတယ်။အဆိုပါဥပဒေထဲမှာနေဆက်ဖြတ်ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနိုင်ငံရေးအကျဉ်းသားတွေကိုထောက်ပံ့ရေးဆရာစဝတ်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုဆိုင်ရာအထောက်အထားစုဆောင်းရေးဒေသန္တရအုပ်ချုပ်ရေးနဲ့ Federal Democracy အခြေခံအုတ်မြစ်တည်ဆောက်ရေးစစ်တပ်မှ CDM လောက်လာသူ Defector တွေကိုအကူအညီပေးရေးတို့ပါဝင်ပါတယ်။အဆိုပါဥပဒေဟာအသက်ဝင်လာပေမဲ့ဒေါ်လာ121တန်ကိုဘလို့ခွဲဝေမယ်ဆိုတာကိုမသိရှိရသေးပေမဲ့စစ်ကောင်စီတပ်ကိုတော့ဘလို့အကူအညီမျိုးမှပေးမှာမဟုတ်ကြောင်းဥပဒေထဲမှာတင်းကျပ်စွာတားမြစ်ထားပါတယ်။မြန်မာနိုင်ငံအတွက်ပေးအပ်မဲ့အကူအညီတွေကိုထိုင်းနဲ့အိန္ဒိယနယ်စပ်မှာတဆင့်ထောက်ပံ့ပေးမယ်လို့သိရပါတယ်။2022ခုနှစ်နှောင်းပိုင်းကအမေရိကန်ကအတည်ပြုထုတ်ပြန်ထားတဲ့ Burma Act ဥပဒေအရမြန်မာနိုင်ငံအတွက်ရန်ပုံငွေတွေတိုးချဲ့ခြင်းစစ်ကောင်စီတပ်ကိုအရေးယူပိတ်ဆို့မှုတွေပုံမလှုပ်ဆောင်ခြင်းစစ်ကောင်စီတပ်ရဲ့အဓိကခုခံရေးအဖွဲ့တွေဖြစ်တဲ့ NUG, CRPH, EROS နဲ့ CDMတွေကိုအကူအညီပေးရေးတို့ပါဝင်ပြီးစစ်ကောင်စီတပ်ကိုတော့အကူအညီရရှိဖို့အရေးအချင်းမပြည့်မီကြောင်းရှင်းလင်းဖော်ပြထားပါတယ်။ဆက်လက်ပြီးအစိုးရသည့်အဖွဲ့မိစစ်ကောင်ဆောင်ကတိုင်မှုနဲ့တမမှုများအပါအဝင်စစ်ဘက်အရာရှိ6ဦးကိုကြိုးမိန်နဲ့နှစ်ရှည်ထောင်ဒဏ်များချမှတ်တဲ့ဆွေးနွေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အစိုးရသည့်ဖွဲ့စည်းရန်ပြင်ဆင်နေသည့်စစ်ကောင်ဆောင်ကစစ်ရေးရှုံးနိမ့်မှုနဲ့အဂတိမှုများဖြင့်ဆွဆွဲခံထားရသည့်တိုင်မှုတမမှုနဲ့ဖြူဟာမှုစုစုပေါင်း6ဦးကိုကြိုးမိန်ဒေသနှင့်နှစ်ရှည်ထောင်ဒဏ်များအသီးသီးချမှတ်လိုက်ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်သည်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှောက်ပါကတိုင်မှုဗိုလ်ချုပ်နိုင်စောဦးအပါဝင်တက်မှမှုနေပြူဟာမှုအစသည့်အစစ်မြစ်အရာရှိကြီးများပါဝင်နေပြီးကျိုးမိန်ဒေသနှင့်ထောင်ဒဏ်20မှ10နှစ်အထိအသီးသီးချမှတ်လိုက်ကြောင်းသတင်းရင်းမြစ်ချမှသိရပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါကလှုပ်ရှားစစ်ပြူဟာမှုစာတတ41ကိုကျိုးမိန်ရပခတိုင်းမှုတေစာ25ကိုထောင်ဒဏ်20စစ်စီရေးကိုကဲမှုဌာနချုပ်စကခ9တက်မှမှုစာတတ43ကိုထောင်ဒဏ်10နှစ်ခန်းဒီစစ်ပြူဟာအခြေချစာဘခမှုစာတတ42ကိုထောင်ဒဏ်9နှစ်တမ33နီးပြူဟာမှုစာတတ45ကိုထောင်ဒဏ်14နှစ်မပခဧကနဲ့တေစာ25ကိုထောင်ဒဏ်20အသီးသီးချမှတ်လိုက်ကြောင်းသိရပါတယ်။ရပခတိုင်းမှုဗိုလ်ချုပ်နိုင်စောဦးကတော့အာဂတိမှုနဲ့ပဲကျန်တဲ့ကောင်တွေကတော့စစ်စင်ရေးမှုတွေနဲ့စခန်းဆုံးခွာတဲ့အမှုတွေနောက်တက်လာမဲ့တပ်ချုပ်အသစ်ကိုလွှဲပြောင်းကန်ဒီမှာအမှုလက်ကျန်တွေဖြစ်တဲ့သဘောလို့မြင်ပါတယ်ဟု CDM ပိုကြီးစင်ရောကသတင်းဌာနကိုပြောကြားပါတယ်။စေကောင်ဆောင်သည့်ရပခတိုင်းမှုကိုလက်စားမှုနဲ့ပတ်သက်ပြီးပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီးကျန်အရာရှိများ၏အမှုများမှာစစ်ရေးရှုံးနိမ့်ခြင်းနှင့်စခန်းဆုံးခွာထွက်ပြေးမှုများကြောင့်ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စေကောင်ဆောင်သည့်၎င်းတို့၏အတူရောက်ရွေးကောက်ပွဲပြီးနောက်အစိုးရတစ်တရက်ကိုစိတ်တိုင်းကျဖန်တီးမိဖြစ်သည့်အတွက်အာဏာသိမ်းလက်ထက်ဖြစ်ပေါ်ခဲ့သည့်အမှုခင်းများမှာစစ်ဘက်ဆိုင်ရာအရာရှိများကိုပြစ်ဒဏ်ချမှတ်မှုများလှုံ့ဆော်လာခြင်းဖြစ်ပါတယ်။ထို့ပြင်လူပီနာခတာ1000နှစ်ကြာဆောင်တက်တိုက်ခိုက်ခံရခြင်းတွင်ထွက်ပြေးသည့်တရေးပိုမှုကြီးနှင့်အဖွဲ့ကိုလည်းတရုတ်ပြည်မှမြကြီးနားအထိအဆင့်ဆင့်ခေါ်ယူပြီးတမတော်တမ်းမြင့်တင်နန်းကျောင်းတွင်စစ်ဆေးမှုများပြုလုပ်ကမြကြီးနားထောင်ကိုပို့၍နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပါတယ်။ဆက်လက်ပြီးအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်နဲ့ပြန်လည်ပြုပြင်နေတဲ့ကံမောစတာဒီနန်းတော်အုံမျိုးရိုးပြိုကျပြီးလူသေးဆုံးနေဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်နဲ့ပြန်လည်ပြုပြင်နေတဲ့ဟန်တာဝရီမျိုးဟောင်းကံမောစတာဒီနန်းတော်တွေကစောက်လုပ်စေအုံမျိုးရိုးပြိုကျပြီးလူသေးဆုံးမှုဖြစ်ခဲ့ပါတယ်။ပဲခူးမြို့နန်းတော်ရရက်ကွက်ထဲကကံမောစတာဒီနန်းတော်ဝင်းထဲမှာဖေဖော်ဝါရီ2ရက်နေ့ညနေ3နာရီခွဲခန့်ကအုပ်ရိုးပြိုကျခဲ့တာဖြစ်ပါတယ်။ဒီမျိုးရိုးကိုပြန်ဖော်မယ်ဆိုပြီးတော့ဌာနဆိုင်ရာတွေကတော်တော်လေးအားထည့်ပြီးလုပ်နေကြတာမင်းအောင်လှိုင်ကအမိန့်ပေးသွားတာအခုသူတို့လုံးလက်စမျိုးရိုးပြိုကျသွားတာတယောက်သေးတယ်3ယောက်တင်ရရတယ်လို့ပဲခူးမြို့ကန်တအုပ်ကပြောပါတယ်။ဒေဆုံးသူကမျိုးရိုးပြုပြင်ရေးမှာအလုပ်ဝင်လုပ်နေတဲ့ပယံလုပ်သားတအုပ်ဖြစ်ပါတယ်။တန်ရာရတဲ့3ဦးကိုလည်းပဲခူးစေယုံကိုပို့ဆောင်ပြီးကုသမှုပေးနေရတယ်လို့သိရပါတယ်။ကံမောစတာဒီနန်းတော်ဟောင်းတောင်ကူဘရင်နောင်ကမြန်မာတက္ကသိုလ်915 AD 1553ခုနှစ်တိစောက်ခဲ့တာဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာအထီးကအပြက်စီးတွေလည်းရှိခဲ့ပြီးတချို့နေရာတွေမှာမြေအောက်ကိုလည်းမြုပ်နေပါတယ်။အာနာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်မှာလည်းမျိုးရိုးကိုပြန်လည်တူးဖော်ခဲ့ပူပါတယ်။အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်က2025ဩဂုတ်လ3ရက်နေ့မှာကံမောစတာဒီရွှေနန်းတော်ကိုရောက်ရှိလာခဲ့ပြီးဟန်တာဝရီမြို့တော်ဟောင်းနေရာကိုပြန်လည်
ခေါ်ထုတ်ဖို့နဲ့ကမ္ဘောဇတာဒီနန်းတော်ကျုံကိုလည်းပြန်လည်ပြုပြင်ဖို့အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီအမိန့်ကြောင့်ပဲနန်းတော်ဟောင်းအနီးကဒေသခံတွေရဲ့နေအိမ်တွေကိုဖယ်ရှားခိုင်းခဲ့ပါတယ်။အာဏာသိမ်းကောင်းဆောင်ဟောင်းဗီဒင်ရရတွေယုံကြည်သူဖြစ်ပြီးသူအာဏာတည်မြဲရေးအတွက်ရရချီတာတွေကိုမကြာခဏပြုလုပ်လေ့ရှိပါတယ်။ကမ္ဘောဇတာဒီနန်းတော်မျိုးရိုးပြန်လည်ပြင်ဆင်ထားလေရရချီတာလို့ဒေသခံတွေကပြောပါတယ်။ဆက်လက်ပြီးရွှေဘုံမှာစစ်တပ်ကတလအတွင်းလူငယ်60ကျော်ပေါ်တာဆွဲပြီးလေ့ကျင့်ရေးတပ်ကိုပို့ရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကောင်စီတပ်ကဇန်နဝါရီလအတွင်းအလုတ်ပြန်တွေနဲ့ခီးသွွားလူငယ်60ကျော်ကိုပေါ်တာဆွဲဖမ်းဆီးပြီးအမတ်ရှိလေ့ကျင့်ရေးတပ်ကိုချက်ချင်းပို့ဆောင်တယ်လို့အဖမ်းခံရသူရဲ့မိသားစုဝင်တွေကပြောပါတယ်။ဇန်နဝါရီလအတွင်းမှာစစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲ့ဖြူလှဲ့ကင်းကမြို့နယ်ရက်ကွက်တွေကအလုတ်ပြန်လူငယ်တွေတခြားမြို့နယ်ကြီးရွာတွေကခီးသွွားလူငယ်တွေကိုကာကြီးဝင်ရှိစူတောင်းဖြစ်ကွေစမှုစုံလန်းတက်ကေတန်းချောင်းတရာရွှေဘိုရှေဦးလန်းရွှေဘိုစိတ်ခွန်လန်းထွက်ဝါဆက်ယုံအနီးနဲ့ရွှေသားကျောင်းရှေ့လန်းတို့ကနေစောင့်ကြိုဖမ်းဆီးပြီးအမတ်ရှိလေ့ကျင့်ရေးတပ်ကိုချက်ချင်းပို့ဆောင်တယ်လို့သိရပါတယ်။ဘလို့မှရှောင်မရတဲ့နေရာတွေကစောင့်ဖမ်းတာဆိုင်ကယ်နဲ့သွားရင်ဖမ်းလို့ဆိုင်ကယ်ဖေးရွက်နဲ့အလုပ်သွားတာအဲ့ဒါလည်းမရဘူးအတင်းဆွဲချဖမ်းတာလို့မျိုးကန်တပ်ဦးကပြောပါတယ်။ရွှေဘုံမြို့မှာစစ်ကောင်စီတပ်ကအစစ်စေးအမိများမရှိပေါ်တာဆွဲဖမ်းဆီးမှုကြောင့်မြို့အတွင်းနေလူငယ်တွေဟာညပိုင်းမှာပုံရှောင်နေထိုင်ကြရပြီးနီးစပ်ရာမြို့နယ်ကျေးရွာတွေမှာပြောင်းရွှေ့နေမှုတွေများပြားနေတယ်လို့သိရပြီးမြို့တွင်းလုပ်ငန်းရှင်တွေနဲ့အလုပ်ရုံစက်ရုံတို့နဲ့ဈေးဆိုင်တွေမှာလုပ်သားရှားပါမှုနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ရွှေဘုံမြို့စစ်ကောင်စီလှည့်ကင်းတွေကစမှုစုံလန်းတက်ကေတန်းချောင်းတရားပေါ်မှာအလုတ်သွားနဲ့ခီးသွွားလူငယ်25ဦးရွှေဘိုစိတ်ခွန်လန်းဝါဆက်ယုံအနာမှာ5ဦးကာကြီးဝင်းအနီနဲ့ထူထောင်ရီနွားလေးကုံတရက်ချန်ချီပါစုနဲ့အောင်ချမ်းသာရက်ကွက်တို့ကအလုတ်သွားနဲ့ခီးသွွားလူငယ်30ဦးကျော်တို့ကိုပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းဖမ်းဆီးသွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဘယ်မှလိုက်မရှာနေစစ်တပ်ထဲရောက်နေတယ်ဘယ်မှမပို့ဘူးတက်ထဲတန်းခေါ်သွားတာတင်းတန်းစင်းနေရတာဒါပဲသိရတယ်။နောက်ထပ်ဘာဆက်သွယ်တဲ့ဖုံးမှမလာတော့ဘူးလို့ပေါ်တာဆွဲဖမ်းဆီးခံရသူရဲ့မိခင်ဖြစ်သူကပြောပါတယ်။ဆက်လက်ပြီးတပ်တွေမပါဘဲဝင်ရောက်ရှာဖွေဖမ်းဆီးလို့ရအောင်နိုင်လွတ်လုံဥပဒေကိုစစ်ကောင်စီပြင်ဆင်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီအောက်ကနေမိသူကိုမဆိုဝင်ရောက်ဖမ်းဆီးရှာဖွေရမှာတပ်တွေမပါဘဲဖမ်းနိုင်ဖို့အတွက်နိုင်လွတ်လုံလို့အတိများတဲ့နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကာကွယ်ပေးရေးဥပဒေကိုဖေဖော်ဝါရီလ3ရက်ကပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။ရခိုင်ပြဋ္ဌာန်းချက်အရနိုင်လွတ်လုံဥပဒေပုံမှန်9မှာလူတအုပ်တယောက်ရဲ့နေအိမ်ဒါမှမဟုတ်နေထိုင်တဲ့အစာအုံရုံးကန်ပရဝုံကိုဝင်ရောက်ရှာဖွေတာဖမ်းဆီးရမှာတပ်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုရာအိမ်မှုစိတ်အိမ်မှုတို့ဦးနဲ့အနည်းဆုံးတပ်တွေ2ဦးပါရပါမယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်မှာစစ်ကောင်စီခေါင်းဆောင်နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးနဲ့အများပြည်သူအေဂျင့်တရားရေးအတွက်အရေးကြီးလိုအပ်ချက်မှတပါဆိုသည့်စာသားကိုဖြည့်ဆွက်လိုက်တာလည်းဖြစ်ပါတယ်။အတိတ်ဘက်ကတော့နိုင်ငံကာကွယ်ရေးလုံခြုံရေးနဲ့အများပြည်သူအေဂျင့်တရားရေးဆိုတဲ့အကြောင်းပြပြီးတပ်တွေမလို့ပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကောင်စီလက်အောက်ခံရင်းနဲ့ပြူစောတိခေါ်ပြည်သူစစ်တွေကဖမ်းဆီးလို့တဲ့လူနေထိုင်ရာနေအိမ်ကိုဝင်ရောက်ဖမ်းဆီးခွင့်ရှာသွားတာပါ။အခုလိုဖြည့်ဆွက်တာမျိုးမလုပ်ခင်အာဏာသိမ်းစရပ်ပိုင်းကလေးကစစ်ကောင်စီခေါင်းဆောင်ဟာနိုင်လွတ်လုံမှာပါတဲ့ပုံမှန်9ပုံမှန်9နဲ့ပုံမှန်10တို့ကိုရပ်ဆိုင်းလိုက်တယ်လို့လက်မှတ်ရေးထိုးထုတ်ပြန်ထားခဲ့ပါတယ်။ပုံမှန်9ကလူတအုပ်တယောက်ကိုဝင်ရောက်ရှာဖွေဖမ်းဆီးရင်တပ်တွေပါရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ဖြစ်ပြီးပုံမှန်9မှာတော့တရားရုံးရဲ့ခွင့်ပြုချက်မရဘဲဘသူကမှ24နာရီထက်ကျော်လွန်ပြီးဖမ်းဆီးထားလို့မရဘူးဆိုတဲ့အချက်ပြဋ္ဌာန်းထားတာပါ။ပုံမှန်10မှာလူတအုပ်တယောက်ရဲ့အနောက်ကိုနောက်ရောက်ခံလိုက်ထောက်လန်းတာတယ်လီဖုန်းလိုင်းတွေကိုကြားဖြတ်ဖမ်းဆီးနာထောင်တာဆက်သွယ်ရေး operator တွေစီကလူပုဂ္ဂိုလ်တအုပ်ရဲ့အချက်လက်တွေကိုတောင်းယူတာလူပုဂ္ဂိုလ်တအုပ်ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုမတရားသိမ်းယူတာဖြည့်ဆည်းတာမျိုးမလုပ်ရဘူးဆိုတဲ့တားမြစ်ချက်တွေပါဝင်ပါတယ်။နိုင်လွတ်လုံမှာပါဝင်တဲ့အဲ့ဒီပုံမှန်9ခွန်8 3ခုလုံးရဲ့အသက်ဝင်မှုကိုရပ်ဆိုင်းလိုက်တယ်ဆိုတာကိုအာဏာသိမ်းပြီးရပိုင်းအတွင်းစစ်ကောင်စီခေါင်းဆောင်ကလက်မှတ်ထိုးကြေညာခဲ့တာပါ။အဲ့ဒီနောက်မှာတော့တရားမဲ့ဖမ်းဆီးမှုတွေဆက်သွယ်ရေး operator တွေစီကအချက်လက်တောင်းယူတာတွေနေအိမ်ချိတ်ပိတ်တာတွေကိုစစ်ကောင်စီကလှုံ့ဆော်ခဲ့ပါတယ်။နိုင်လွတ်လုံဥပဒေကိုအယက်သားရွေးကောက်ခံ NLD အစိုးရသမ္မတဦးထင်ကျော်လက်ထက်2019မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီးဥပဒေကိုလွှတ်တော်မှာဆွေးနွေးချိန်ကလေးကစစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့ကြပါတယ်။နိုင်လွတ်လုံဥပဒေဟာနိုင်ငံအတွက်လုံခြုံရေးစီကျိုးပေါက်တယ်လို့စစ်တပ်ထောက်ခံသူတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာရှိပါတယ်။ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။